လှပတဲ့ပန်းပွင့်ရဲ့ဘေးမှာစုခက်လေးတွေဝိုင်းလာတဘာဝပင်အလွယ်တကူစွတ်ချူမရနိုင်အောင်အရာအတားရှိရစမြဲပင်အော်စုတခက်ရဲ့ရာဇဝင်ဘာမချက်တဲ့အလိုက်မသိတဲ့သူတွေပြက်ပြက်မဲ့အရေးကိုအစဉ်ဆိုရင်ရန်ထောင်းသူစုခက်ကလေးများရှိစဉ်နာကျင်သွားမိမမကချင်အော်စုတကယ်ရဲ့ရာဇဝင်အော်စုတကယ်အတွက်နဲ့ရက်ဆက်တဲ့လက်များစွာတွေ့ရစို့ပန်းလေးအတွက်မို့အမုန်းခံချိန်စားရတဲ့မစီတော့အော်စုတကယ်ရဲ့ယနေ့ကတန်ရောစဉ်လှပတဲ့ပန်းပွင့်ရဲ့ဘေးမှာစုခက်လေးတွေအမြဲတမ်းရှိစေခြင်းတော့ပေမဲ့စုခက်နဲ့ပါတံဘောခြင်းနဲ့အလံကွာချစ်သူပန်းလေးတွင်နဲ့အမုန်းခံရတဲ့အော်စုတကယ်ရဲ့ရာဇဝင်ဘာမချက်တဲ့အလိုက်မသိတဲ့သူတွေ